sorry sorry ညီမသစ္စာမန်တစ်စီးပြလောက်လဲ9000မှာ9000ဟုတ်ကဲ့အဲ့တစ်စီးပေးပါ ဟုတ်ကဲ့ စပယ်ကရော စပယ်က2000မှာ ဟုတ်စပယ်ကအကုန်ယူမယ်နော် အော်ဟုတ်ကဲ့ အားလုံးဘယ်လောက်ကြလဲ အားလုံး9000ကျတယ်ဟာဘာဖြစ်လို့လဲ ပတ်ဆိုင်မရှိတော့ဘူးဆိုင်လည်းမရှိတော့ ဘာဖြစ်တာလဲဟမ်အော်ဘာဖြစ်ပါမလဲ ဒီဒီမင်းခေါ်ဆိုတော့တယ်လီဖုန်းမှာစက်ပိတ်ထားပါရဲ့ရှင် Sorry the number you have dialed is power off ဒီဒီမင်းခေါ်ဆိုတော့တယ်လီဖုန်းမှာလွဲနေပြီတခုတော့လွဲနေပြီ ဘာမှလွဲစရာအကြောင်းမရှိဘူးနော်သူ့မိမဖုန်းဆိုတာသိကြတယ်ခုလိုချင်းနေမျိုးမှာဖုန်းကိုပူဖွင့်လာရမယ်ဟာ အေးအဲ့ဆိုငါတို့အခုပိုက်ဆံတောင်းမှာဘယ်လိုတောင်းမလဲ နောက်ဖုန်းနေနဲ့ခေါ်လို့ရနေရပဲသူ့ယောက်ျားဖုန်းတော့ तू မတ်မိမှာပေါ့ မအေးနေမဲပြောပြီးတော့ဖုန်းကအမြင်တော့ဖွင့်ထားလို့မရဘူးဆိုခြေရခံလို့ရတယ်ဆို ငါသိတယ်ရှေ့မနေနဲ့နော်လောက်စဒီတည်းကဖုန်းကောက်ကိုထောက်ထားလိုက်ငါစဉ်းစားလိုက်အောင်မယ်